တခါမှမမြင်ဘူးဒီလိုမျိုး game zone တရုံမို့က Hello အားလုံးပဲ welcome back ဆုမပန်းကနေဆိုအားလုံးပြန်လေးပဲကြိုဆိုလိုက်ပါရဲ့ဒီနေ့စုကအားလုံးကိုကျမရင်းနဲ့မညီညွတ်တာတွေစားပြမယ်ပေါ့နော်ပုံမှန်လဲကိုကြိုက်လို့ကိုစားနေကြဟာလေးပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ပုံမှန်စားနေကြမဟုတ်တဲ့ဟာလေးတွေလေးပါတယ်ဆိုတော့ဗာလေးလဲဆိုတော့ဒါလေးပေါ့နော်တရုံမုတ်ကူမှာဒီနေ့စုကအောက်ကဆိုင်မှာဒီကင်းပစုံဟာလေးတွေ့ခဲ့ပေါ့နော်ဆိုတော့ဒီကောင်လေးလဲစားပြမယ်ပြီးရင်ဒီကောင်ကကြတော့လေဝက်ဥအစာပိတ်လိုမျိုးဟာလေးပေါ့နော်ဒီကောင်တွေကများသောအားဖြင့်ငါဂျုံတို့ဝက်ဥအဲ့လိုဟာမျိုးနဲ့လောက်တာများတယ်ဒီကောင်ဆိုတရုတ်မိတ်ပေါ့နော်ဒီကောင်လေးဆိုအရင်စားကောင်းတယ်ဒီကောင်လေးကွာဝက်ဥနဲ့လောက်ထားတာတော့ပစုံအတုပုံစံမျိုးလေးပေါ့ပြီးသွားရင်ဒါကတော့သူကဘဲဥလို့ပြောရဲဆိုတော့စားကြည့်ကြမယ်နော်ဒီကောင်ကတော့သူကအမဲသားအတုပေါ့နော်အတုတွေပဲသူစီမှာအစ်စ်တွေတော့မဟုတ်ပေါ့နော်ဟုတ်အထဲမှာဒီလိုမျိုးလေးပါတယ်ဒါကလေဂျုံနဲ့လောက်တာဖြစ်ဖို့များရပေါ့နော်ကဲစားကြည့်မယ်အသားလိုပဲဟိုကအမြင်လေးပါကောင်းတမောက်ချက်သားရရရကဲနောက်တစ်ထုပ်ပါနော်နောက်တစ်ထုပ်ကတော့ဒီဝက်ဥကိုအစာတုတ်လောက်ထားတဲ့ဟာမျိုးလေးအိုးဘယ်လိုလေးထွက်လာမလဲအိုးကဲစားကြည့်မယ်နော်မကြည့်ဘယ်မှာတော့လဲကျုပ်ကြောင်ပြန်တွတ်ထားပုံမျိုးအပေါ်ကမသိဘူးပဲပြားလေးအုပ်ပြီးတော့အထဲမှာအဲ့လိုကျုပ်ကြောင်အသားအဲ့လိုကြိတ်ပြီးတော့ပြန်ထည့်ထားတယ်ပေါ့အဲ့ကအပေါ်ကတော့ကောင်းနော်ပဲပြားနဲ့တူတာဖြစ်လာတော့အထဲမှာအဲ့လိုလေးအစားတွတ်ထားအလုံးလိုက်လေကျမရင်းနဲ့မငြင်းညွတ်လို့လားမသိအရင်ကြိုက်နားလေးကမယ်ဒါတော့ကြိုက်တယ်တရုတ်ကထက်ဆိုင်ထိုင်းကလာတဲ့ဒီကွန်ချက်နဲ့လောက်ထားတဲ့ဟာလေးတွေကတော့ safe ပို့ဖြစ်တာပေါ့နော်ဝါဦးနဲ့လောက်တဲ့ဟာလေးတွေသူတို့လည်းစားလို့ကောင်းတယ်သူကထမင်းလေးနဲ့စားအရင်ကောင်းအထဲမှာလေပြာမယ်ထွက်ကြပါမှာဆိုလိုမျိုးလေးတုံးလေးအဲ့လိုတုံးလေးအဲ့လိုမျိုးထထုံနာပဇွန်ကောင်းကထွက်တဲ့အစီလေးပဇွန်စီအရသာလေးနည်းနည်းထားကောင်းနော်အရင်တော့မဆက်ဘူးဒီကောင်းတကယ်ပဇွန်အရသာရအောင်တော်ကောင်းနော်ဒါလေးတော်ကောင်းနော်ထုံနာပစုံအနှင်းအရသာအတိုင်းပဲနောက်တစ်ခုကတော့ဘဲဥပဲဖြစ်ပါတယ်ဘဲဥစားပါမယ်ကဲအထဲမှာဘယ်လိုလေးလဲတော့ဘဲဥအတိုင်းပဲနော်သူကအဲ့လိုအခွေလေးမြင်ကြည့်မယ်နော်သူကဂျုံနဲ့လောက်ထားဝါဥလည်းပါမယ်ဆရာဘဲဥနဲ့တော့မတူဘူးကြက်ဥနဲ့တော့နည်းနည်းတူတယ်မထမင်းနဲ့စားရင်တော့ကောင်းဒီတစ်စိတ်ကိုအရင်ကြိုက်ဒီတစ်စိတ်ကထုတ်ထားရတယ်အဲ့ဟို scallop ရက်တောင်ကုန်းကတရုံမို့အထုတ်တယ်အရင်ကောင်းတော့အရင်တော့ဆက်တာတခုမှမပါသေး the last one ဒီကောင်ကတော့အရင် try ချင်တယ်ပေါ့နော်တခါမှမမြင်ဘူးဒီလိုမျိုးgame zone တရုံမို့က game zone ပုံစံလေးပေါ့နော်ဒါပေမဲ့အစ်စ်တော့မဟုတ်ဘူးပေါ့ကွယ်သိရမလားဒီအချုံနဲ့ပဲလောက်ထားမှာပေါ့အိုးဟိုတော့ဒီလိုမျိုးလေးအရစ်လေးနဲ့
ဟိုကင်းပစုံနဲ့တူအောင်တော့လှုပ်ထားတယ်ဂျုံမဲတည်ကြတယ်ဟဲ့ရေရောဟုတ်ပစုံစားတဲ့ texture နဲ့တူအောင်တော့တော်တော်လေးလှုပ်ထားမှာနော်အဟမ်းမအေးလေးလားပစုံအစစ်စားနေရတဲ့အမှာအမလေးဖြစ်ပါဆိုတော့ဆွေဗီဒီယိုလေးကိုလောက်နေပဲရက်ချင်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်အားလုံးပဲတတာ